တခါတရံကြတော့လူတွေကမျက်စိလဲတတ်တယ်လူတွေကကောင်းတာလုံနေရသားနဲ့မကောင်းတာတွေဖြစ်တယ်မကောင်းတာတွေလုံနေရက်နဲ့ကောင်းပြီးတော့ကြီးပွားတိုးတက်နေကြတယ်ဆိုတာတွေကိုကြည့်ပြီးတော့မကောင်းတာလုပ်ပြီးကြီးပွားတိုးတက်တယ်လို့ထင်ရှင်ထင်နေတတ်တယ်ကောင်းတာလုပ်ပြီးစုပ်ယုပ်ပြပြနေတယ်လို့ထင်ရှင်ထင်နေတတ်တယ်အဲ့ဒီအမြင်တွေကမှန်ကန်တဲ့အမြင်မဟုတ်ဘူးကုသိုလ်ကံအကုသိုလ်ကံဆိုတာအခုငရုတ်တီးစားအခုစက်တာမျိုးမဟုတ်ဘူးတစ်ပင်စိုက်တာလိုပဲဒီကနေ့တစ်ပင်စိုက်ဒီကနေ့ပွန့်ဒီကနေ့တီးမှာမဟုတ်ဘူးအချင်းအခါဆိုတာရှိတယ်ပေါ့အချင်းအခါရှိတယ်ကံတရားဆိုတာလဲထို့အတူပဲကောင်းစားနေတယ်ဆိုတာတစ်ချိန်ကကောင်းခြင်းရဲ့အကျိုးတရားတွေကိုခံစားနေရတာမကောင်းစားခြင်းဆိုတာလဲတစ်ချိန်ကမကောင်းခဲ့တာတွေကြောင့်မို့လို့အကျိုးခံစားနေရတယ်လို့ဒီလိုပဲနားလည်ရမယ်ဘယ်အရာပဲဖြစ်ဖြစ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတာလောကရဲ့တဘာဝနိယာမတစ်ခုပဲမြတ်စွာဘုရားဟောတဲ့ကမ္မနိယာမဆိုတာဘယ်တော့မှလမ်းချော်သွားတယ်ဆိုတာမရှိဘူးအကြောင်းနဲ့အကျိုးတွဲဖက်လာလို့ရှိရင်အဆိုးဟာအဆိုးပဲအကောင်းဟာအကောင်းပဲဒါကြောင့်မို့မြတ်စွာဘုရားတခင်ဖွင့်တော်မူလာတဲ့အခါမှန်ကန်တဲ့တရားကိုဘုန်းကြီးတို့တွေသိခွင့်ရတာဟာအရေးအကြီးဆုံးအကောင်းဆုံးအရာတစ်ခုကိုရရှိခြင်းပဲလို့ဒီလိုမှတ်သားကြရမယ်ကျေးဇူးတော်ရှင်ဘာမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာဖိဝန္တ